အငယ်ကကိုရင်ကြီးကျွန်းဘက်မှာဒီရုပ်ရှင်ကားလေးတကားရိုက်ချင်လို့ ဒါဘယ်လိုပေါ့အစ်စ်တယောက်အနေနဲ့ဖြစ်တဲ့အတွက်လည်းဆရာအများကြီးသင်ပေးပါအောင်နော်ဆရာအဲ့မောင်တို့ခုရိုက်မယ့်ရုပ်ရှင်ကားရဲ့ producer တစ်တင်မယ်မြင်နေပြီ ဟိုးဘယ်ကြောက်ဆောင်တော့လိုက်ခဲ့ပေးပါလား ညီမလေးနဲ့ဟိုဘက်ကြောက်ဆောင်တာကိုအကိုကြီးကအေးလိုက်မယ်လေ ဟိုကဘာမှမသိဘူးစွတ်လုံးနေတယ် လောက်လိုက်ကြမွေးဟိုအဖြစ်လူတက်ပြီးထောင်ထဲကထွက်လာတာမကြသေးဘူးဘာဖြစ်လို့ထောင်ထဲပြန်ဝင်ချင်ရတော့လေးဟာ ရှုရှဲ你别再给我背茶噻！ဆက်ဖွဲ့ရစက်တင်ကောင်လေးကိုအာစီတက်လိုက်တာ ငါးစီမှာအချိန်ကြာကြီးအလုပ်လုပ်ခဲ့ဘူးငါတပည့်တရားငါဘလို့စိတ်နဲ့သူ့ကိုအဲ့လိုလုပ်ရ မင်းကငါ့ရဲ့မိန်းမတစ်ယောက်နေတယ်။မောင်မဖြစ်တဲ့နိုင်မဖြစ်အောင်မမတဲ့နိုင်မမအောင်လို့လိုက်ထိမ့်ပေးနေရတာ။အဲ့တိတ်ကဆံမောင်တော့လိုက်တာမလား။ရှေ့ကိုပြောမယ်နော်။ရှေ့ကိုထက်ပြီးတော့သက်ဆိုင်နဲ့နှစ်သိမ့်ဖို့မကြိုးစားပါနဲ့ ဒီမင်းသားသူနဲ့ပါဆိုင်ရွှေရုံးအိမ်ကြီးလိုက်သွားတဲ့အဆင့်ဟာဖြစ်ကုန်တယ်ဟမ် မောင်နဲ့ပတ်သက်ခဲ့တယ်ရွှေရုပ်ဆိုတဲ့ကောင်မလေးမောင်ဘာလို့တက်လိုက်တာ ထူးတာတော့တော်တော်ထူးခြားနေတယ်အခုအသက်ခံရတာကျွန်တော်တို့အဖွဲ့သားတွေလည်းမဟုတ်တော့ဒေသခံတွေပါပါလာပြီဆိုတော့ရုပ်ရှင်တွေထဲရလို့စိတ်တစလူသားသမားများလားမသိဘူး မင်းကအခွင့်မတာလို့မပိုင်ရဘူးဆိုပေမဲ့ဒါငါရွာလူတယောက်စော်ကားလို့ရှင်တော့ငါတီးခန့်နေမှာမဟုတ်ဘူးနော် လက်ခုပ်ဆိုနှစ်ဖက်တီးမှပြည့်ရအဲ့ဒီမားခဲ့တဲ့အမားပါငါမားခဲ့တယ်ဆိုတာငါဝင်ခံဒါပေမဲ့မင်းအမားလည်းမကင်းဘူး ။မနက်ကမောင်လာတွေ့တဲ့မိန်းမဘာတူလဲ။မောင်ဘာတွေလာပြောနေရလဲ။မောင်ပြဿနာလားရှာနေမှတ်လား ငါမေကိုအရန်ချစ်တာကွာမင်းနဲ့ငါဝေးအောင်လုပ်တဲ့သူကများငါဘယ်ကောင်မှရှင်းထားမှာမဟုတ်ဘူး ကျိုးကလည်းဘာလို့ဖြစ်နေမှမသိပါဘူးဗျာအခုလဲလေအလောင်းတစ်လောင်းတွေ့ပြန်ပြီ ဟမ်အလောင်းတစ်လောင်း ဘယ်မှာတွေ့ရ ကိုဘက်ကကြောက်ဆောင်တော့ ဒီတော့ဂယူးဆိုင်နေကြရနောက်တစ်ယောက်ထပ်တည်တယ် ဒီကိစ္စယာယီများဖြစ်နေမှာမသိဘူး အော်ရှင်တို့ကလည်းဟိုတိတ်တိတ်ချာချာသိတာလည်းမဟုတ်ဘဲနဲ့ဟိုသူများကိုအတင်းမဆွဆွဲကြပါဘူး ဒီကောင်ကိုအာစီကိုယ်တိုင်ဆင်းလာတဲ့ဆိုင်သူ့ဟာသူအစီတဲ့တစ်ခုခုဖြစ်ပြီးတည်သွားတာမျိုးဖန်တီးနိုင်ပိုကောင်းမယ်တော့ ကောင်းကိုရှင်းမှာပေါ့မထူးတော့အာစီမင်းတော့တက်လို့မရဘူးလေ ဘူးစေကျေးဇူးစတဲ့နေတယ်နောက်ဆုံးဘာလို့ပြေကောင်းလဲကွာ တာသူငါဘာလုပ်ပေးရမှာလဲဟမ်ဘာလုပ်ပေးရလဲကောင်းပြီလေကွာမင်းယောက်ျားကိုငါနဲ့တိုင်ရမှာကြည့်နေပဲ ကျွန်တော်အသက်ကိုယူဖို့လာတော့မဟုတ်ပါဘူး အာရီခဏကျကျွန်တော်နားနေပါလေဒီကိစ္စတွေကိုသိတာငါတယောက်တည်းပဲသိတာ For You Cinema application ကို Android phone မှာဆိုရင် Play Store မှာ F1 Cinema မြန်မာကိုရိုက်ရှာ၍ဒေါင်းလုဒ်ချိုးရမှာဖြစ်ပါတယ်ရှင်။ iOS ဖုန်းမှာဆိုရင် App Store မှာ For You Cinema ကိုရိုက်ရှာ၍ဒေါင်းလုဒ်ကြည့်ရှုလို့ရမှာဖြစ်ပါတယ်ရှင်။